ကဲမင်္ဂလာပါလို့စားကြပါအောင်စလုံးနဲ့ပဲအားရရဲပေါ့နော်ဒါလေးကတော့ညာပေါ့နော်ပဲလုံးရွက်အရေးတောက်ကလေးပဲလုံးသီးလေးကိုချက်ပြီးတော့ပေါ့နော်ပဲလုံးရွက်ကလေးအုပ်ထားတာပေါ့နော်ဒါလေးကငြုပ်သီးလေးပေါ့နော်ညာတော့ငြုပ်သီးလေးပေါ့နော်ဆောင်းလေးဆိုလို့ရှိရင်အဲ့ဒါလေးအရသာအရင်ရှိတာပဲသီးလေးနဲ့ငြုပ်သီးစားတောင်းလေးနဲ့ဒါလေးကတော့မကြီးသီးနဲ့မကြီးသီးနဲ့ငါထွေကောင်းပေါ့နော်ငါနောက်ပြီးဆုံးကြမှာငါကောင်းနောက်ပြီးဆုံးကြမှာစားမယ်မကြီးသီးလေးနဲ့ချက်ထားတာပေါ့နော်စားကြပါကျမတို့ကြိုက်ကတော့မိန်လိုပဲစကောင်း